အားလုံးပဲမင်္ဂလာပါရှင်ဆ iam မကတော့ဒေါက်တာချီချီဖြစ်ပါတယ်ဆ iam မဒီကိုမေးထားမြေကလေးပြပြပေးစလို့ပါဆ iam မတဲ့စီးကျိတ်ရောင်ယောဂါကြောင့်ရှင်းပြပြီးပါတယ်ကျေးဇူးပါဗျာတဲ့အဲ့တော့ဆ iam မရှင်းပြမယ်အခုအကိုမေးထားတာကကြတော့စီးကျိတ်ရောင်တာသူကအသက်50အောက်အမျိုးသားတွေမှာဖြစ်တာဒီ infection ပိုးဝင်လို့ဖြစ်တာနောက်တစ်ခု BPH လို့ခေါ်တဲ့စီးကျိတ်ကြီးတယ်ဆိုတာရှိသေးတယ်အဲ့ဒါကအသက်50အထက်အမျိုးသားတွေမှာဖြစ်တယ်အဲ့ဒါကျွန်တော်ဆ iam မနောက်3ရက်နေဗီဒီယိုတစ်ပုဒ်မှာဆ iam မရှင်းပြပေးမယ်အဲ့မှာရှင်းပြီးနားထောင်ကြည့်နှစ်ခုမတူဘူးเนาะအဲ့တော့အခုစီးကျိတ်ရောင်ယောဂါအကြောင်းရှင်းပြမယ်စီးကျိတ်ရောင်နေဆိုတာကဘယ်လိုမျိုးဖြစ်တာလဲဆ iam မအခုပြောပြီးပြီအသက်50အောက်အမျိုးသားတွေမှာဖြစ်တယ်အဲ့တော့စီးကျိတ်ဆိုတာကိုအရင်ပြောပြလိုက်မယ်စီးကျိတ်ဆိုတာဆ iam မတို့အမျိုးသားလေအင်္ဂါနဲ့စီးအိမ်ကြားထဲမှာရှိတဲ့ gland လေးเนาะအဲ့ဒါလေးကပိုးဝင်လို့ဖြစ်တာအဲ့ဒါကြောင့်ရောင်နေဆိုတာဖြစ်လာတယ်နော်အဲ့ဒီဟာကအသက်50အောက်အမျိုးသားတွေမှာဖြစ်တယ်အဲ့တော့ဘာကြောင့်ဖြစ်တယ်လဲဘာကြောင့်ဖြစ်တယ်လဲဆိုကျွန်တော်တို့အဓိကကဒီဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာပေါ့နော်အဲ့တော့ acute bacterial prostatitis လို့ခေါ်တယ်ဘက်တီးရီးယားဆိုတဲ့ပိုးဝင်ပြီးဆိုတာလေကျွန်တော်တို့ဘယ်လိုလက္ခဏာတွေလာမလဲလူနာကဖျားမယ်ချမ်းတုံမယ်ဒီလိုလက္ခဏာတွေလာမယ်ပြီးရင်စီးကျိတ်ရောင်တာဖြစ်တဲ့အတွက်ကြောင့်စီးပူမယ်စီးကျင်မယ်ခုနစီးကျိတ် gland နေရာလေးကနာမယ်အဲ့ဒါကိုဆေးကိုဆေးကမပြဘူးဆိုရင် chronic bacterial prostatitis လို့ခေါ်တဲ့နာတာရှည်ခုနစီးကျိတ်ရောင်တာမျိုးတွေဖြစ်လာတယ်အဲ့ကြလို့ရှိရင်ဒီပေါင်ကြားတဝိုက်စီးစက်တဝိုက်တွေနာလာမယ်ခုနအတိုင်းပဲစီးgland ရှိတဲ့နေရာလေးနာတယ်ပေါ့ဒါဘက်တီးရီးယားဘုတ်ကိုတေချာမကုလို့ဖြစ်တာအဲ့တော့အခုပြောသွားတဲ့မှာပါသွားတယ်ဆ iam မတို့ဒီစီးစက်နဲ့ပေါင်ကြားတဝိုက်နာလာတဲ့အတွက်ကြောင့်ယောဂတစ်ခုထပ်တိုးသူဖြစ်သွားပြီးတော့ chronic pelvic pain syndrome ဆိုတာဝင်သွားတယ်ဒီပေါင်နှစ်ဖက်ကြားလေအင်္ဂါတဝိုက်အဲ့ဒါတွေနာလာမယ်လေအင်္ဂါကလည်းတုံ့လွတ်တဲ့အချိန်မှာနားလာမယ်အဲ့ဒီစီးစိတ် gland ရှိတဲ့နေရာလေးကလည်းနားလာမယ်နော်ဒါဖြစ်စေတဲ့အကြောင်းရင်းကိုကျွန်မပြောပြနေရနော်နောက်တစ်ချက်ကကိုယ့်အကို medical check up လုပ်ရင်းနဲ့မသိလိုက်မသိပါတာတွားပြီးတော့တွေ့မိလိုက်တာဒီစီးစိတ်ရောက်လာအဲ့ဒါ asymptomatic လို့ခေါ်တယ်လက္ခဏာမပြပဲတွေ့တာဒါအခုပြောခဲ့တာအကြောင်းရင်းကိုပြောတာစီးစိတ်ရောက်ခဲ့တဲ့အကြောင်းရင်းတွေနော်အဲ့တော့ဆရာမကြီးဘယ်လိုလက္ခဏာတွေရှိမလဲနံပါတ်1ချက် nocturia လို့ခေါ်တဲ့ညဘက်စီးမကြခဏသွားမယ်နော်အခုဆရာမအခုပြောခဲ့တဲ့အချက်တွေကိုစီးစိတ်ကြီးတာမှလည်းတွေ့ရမယ်နော် nocturia ဖြစ်မယ်နောက်တစ်ချက်က frequency စီးမကြခဏသွားမယ်စီးခဏခဏထသွားမယ်နော်နောက်တစ်ချက်ကurgency စီးသွားခြင်းမအောင်ထားနိုင်ဘူးမထိန်းထားနိုင်ဘူးနော်နောက်ပြီးတော့လူနာကစီးဆက်တစ်ဝိုက်ပူဆက်ပူလောင်နေဖြစ်မယ်စီးသွားရင်လည်းပူဆက်ပူလောင်နေဖြစ်မယ်စီးသွားတာမဝဘူးပြီးနောက်တစ်ချက်စီးလုံးသေးသွားတယ်ဆရာမကြီးအဲ့လိုမျိုးအမြဲပြောကြတယ်နော်နောက်တစ်ချက်ကအခုဆရာမအခုပြောမှာကြတော့စီးစိတ်ကြီးတဲ့လူတွေမှာမတွေ့ရဘူးအခုစီးစိတ်ရောင်တဲ့လူတွေမှာပဲတွေ့ရတယ်ဘာလဲဆိုခုနဘက်တီးရီးယားပိုးဝင်တဲ့အတွက်ကြောင့်လူနာကဖျားမယ်ချမ်းတုံမယ်ဟုတ်တယ်နော်ပြီးရင်စီးကျိတ်အခုရောင်တဲ့ prostatitis မှာဘာတွေ့ရလဲဆိုတော့စီးဆက်နဲ့ဒီပေါင်ကြားတစ်ဝိုက်မှာနာလာမယ်စီးကျိတ် gland ရှိရဲ့နေရာနာလာမယ်ဘယ်လိုကုသမလဲဆရာမတို့ကြိုက်ခဲပြောင်စီအုပ်စုလေးပေးမယ်ဘက်တီးရီးယားပိုးတရားဒီဘက်တီးရီးယားပိုးသက်စီပေးမယ်ပေါ့နော်နောက်တစ်ချက်ကဆရာမတို့ဘာလဲဆိုရင်နွေးလေးကပ်ပေးမယ်နောက်တစ်ချက်ကစစ်ဘက်ထိုင်မယ်ဒီယူနစ်စလုံးလေးထဲမှာအနာတက်တာအောင်ထိုင်နေပေါ့နော်ဆရာမကတော့ US ဒေါက်တာချီချီဖြစ်ပါတယ်သိချင်တာရှိရင်မန်းကပ်ပြီးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာမရဲ့ဒီ TikTok channel အောက်မှာရှိတဲ့link လေး YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးလို့ရပါတယ်နော်သိချင်တာရှိရင်မန်းကပ်ပြီးလို့ရပါတယ်ဆရာမ IR သူပြပြပြီးသွားပါတယ်နော်ကျေးဇူးပါ